ဘန်ကောက်ထိတွားစားစရာမလိုပဲနဲ့အိမ်မှာအလွယ်တကူချက်စားလို့ရတဲ့ထိုင်းမုတ်ဒီချက်နေလေးကိုမျှဝေတက်မှာပဲဖြစ်ပါတယ်။ပါဝင်ပစ္စည်းလေးကတော့ကြက်တူဖြူနေချင်းဇပလင်းရှောင်းရွယ်ငရုတ်တီကြောင်အဲ့ဒါလေးတွေကိုကျွန်မကပြုတ်ပါမယ်။ဒီနေရာမှာစိတ်ဖူးမရလို့မထည့်ထားဘူးပေါ့နော်။အခုလိုမျိုးအိနေအောင်ပြုတ်ပြီးပြီဆိုရင်ကတော့ကျွန်မကစုံထဲကိုထည့်ပြီးတော့ညံ့နေအောင်ထောင်းပါမယ်။ဒီနေရာမှာမထောင်းမဲကျိတ်ဆန်းနဲ့ကျိတ်မယ်ဆိုလည်းရပါတယ်။ပြီးရင်တော့ငါးတစ်တာတပူကိုလည်းကျွန်မကအခုလိုမျိုးဖောက်ထည့်ပြီးတော့ညံ့နေအောင်ထောင်းလိုက်ပါတယ်။ထောင်းထားတာလေးတွေကိုတော့ကျွန်မကအိုးထဲထည့်ပြီးတော့အပူပေးပြီးတော့အခုလိုမျိုးလိမ့်ပါတယ်ပြီးရင်တော့ RID ရဲ့အသင့်တော်အုံနှုတ်ဘူးလေးကိုကျွန်မကအဖောက်ထည့်လိုက်ပါတယ် RID ရဲ့အသင့်တော်အုံနှုတ်ဘူးကဆိုရင်100ရာခိုင်နှုန်းအုံနစ်စစ်စစ်ကနေထုတ်လုပ်ထားတာဖြစ်လို့တဘာဝအုံဒီရဲ့အနက်အရတာကိုရရှိစေပါတယ်အုံနှုတ်နဲ့လေးမွေးလာပြီဆိုရင်တော့ခုနကပြုတ်ထားတဲ့ပြုတ်ရည်လေးကိုထည့်ပြီးတော့အရတာအတွက်ကတော့ငပိရည်နဲ့ပြားတဲ့နီးထည့်မယ်ရှောက်ရွက်ကလေးပါထည့်ပါမယ်ဒီနေရာမှာအပေါ့ငန်းလိုတာထည့်နိုင်ပါတယ်ပြုတ်ထားတဲ့ကြက်ချောက်ကလေးပါအခုလိုမျိုးထည့်ပြီးတော့ခဏချက်ထားပြီးပါမယ်ကဲအခုဆိုရင် RID အစ်တော်အုံနှုတ်ဘူးလေးနဲ့ချက်ထားတဲ့ထိုင်းမုတ်ဒီချက်ချောက်အုံနှုတ်လေးရပြီပေါ့နော် RID အစ်တော်အုံနှုတ်ဘူးကိုတော့နီးစပ်ရစတိုးဆိုင်ဈေးဆိုင်စီတီမတ်အိုရှင်စူပါမား